နှစ်ထောင်လေးခုနှစ်ဘန်တစ်ခုတည်းဝင်လာတဲ့လူငယ်တယောက်ဟာဘတ်တစ်ဆက်တန်းချင်းငွေထုတ်ချင်တယ်လို့ကောင်နာကဝန်ထမ်းကိုပြောပါတယ်။ငွေသွင်းငွေထုတ်လျှောက်လွှာပုံကြီးအလုပ်ရှုပ်နေတဲ့ဝန်ထမ်းကစက်ရုံထောင်ကျင်တယ်ဆိုတဲ့လူငယ်ကိုငွေသွင်းငွေထုတ်ကောင်နာကိုတွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့လူငယ်ကတော့မတွားဘဲထိုင်နေတဲ့အတွက်ဝန်ထမ်းကသူ့ကိုအထင်ကြီးလောက်เสียကောင်းတဲ့အနာဂတ်အစီအစဉ်ပြောပြဖို့ပြောလိုက်ပါတယ်။လူငယ်ကလည်းစာရက်တစ်ရွက်ပေါ်မှာလိပ်စာနဲ့ဖုန်းနံပါတ်ကိုရေးပြကအပြင်ပန်းထင်မြင်ယူဆချက်ခဏမေ့ပြီးသူပြောရဲ့ဇာတ်လမ်းကိုနားထောင်ပေးဖို့တောင်းဆိုပါတယ်။သူ့နာမည်ကိုတော့တော့လို့ခေါ်ပါတယ်။ကျောင်းကကွန်ပျူတာချိန်မှာဂိမ်းခိုးဆော့နေတဲ့တော့တို့နှစ်ယောက်ဟာအိုက်တန်အယောင်းဝယ်လုပ်နေရင်ကြားလူတစ်ယောက်ကဒရက်ကွန်ဘူးဆိုတဲ့အိုက်တန်ကိုရောင်းပေးရန်ကမ်းလန်းပါတယ်။အလွယ်တကူရောင်းဖို့ပြင်နေချိန်သူငယ်ချင်းဖြစ်သူကပြန်ရှာရခတ်တဲ့အိုက်တန်မို့မရောင်းရန်တတိပေးလိုက်ပါတယ်။ဒါပေမဲ့တစ်ဖက်ကတန်း30ပေးမယ်လို့ပြောလိုက်တဲ့အခါစိတ်ပြောင်းသွားပြီးတန်း90လိုချင်ကြောင်းပြောလိုက်ပါတယ်။ဒါနဲ့ပဲဝယ်သူဘက်ကလည်းမဆိုင်မငံပဲ SGD 900လွဲပေးမှာမို့ဘဏ်အကောင့်တောင်းပါတယ်။ SGD ဆိုတာဘာမှမသိတဲ့တော့ကိုဘဏ်ရာရှိကစင်ကာပူဒေါ်လာဖြစ်ကြောင်းရှင်းပြလိုက်ပြီးဘယ်ကမှမသိတဲ့လူတစ်ယောက်ကိုဘဏ်အကောင့်ပေးတာစိုးရိမ်မှုမရှိဘူးလားလို့မေးလိုက်ပါတယ်။ Proc ကလည်းထိုနေ့ကသူ့ဦးလေးရဲ့ဘဏ်အကောင့်ကိုသုံးကအိုက်တန်အနေငယ်ရောင်းကပတ်9000ထုတ်ယူနိုင်ခဲ့တဲ့အတွက်သူ့ဂိမ်းကောင်ထဲမှာအိုက်တန်အများကြီးကျန်နေသေးတာကိုတွေးရင်ဟန်ကြတယ်လို့တွေးနေမိရတယ်။ဒီလိုနဲ့လအနေငယ်ကြာတဲ့အခါဂိမ်းထဲကအိုက်တန်တွေကြောင့်ငွေများအပြားစုဆောင်းနိုင်ခဲ့ပြီးကားရှိုးရွံကိုသွားကပတ်ခုနှစ်သိန်းတန်ကားအတွက်အယောင်းဝန်ထမ်းဟာငွေပြည့်ပေးချေရမှာပြောတဲ့အခါအိတ်ထဲကငွေသားတွေထုတ်ပေးလိုက်လို့ចောင်းသားတစ်ယောက်အနေနဲ့ဒီငွေတွေဘယ်ကရတာလဲလို့မေးလိုက်ပါတယ်။ Proc ကလည်းသူ့မှာရောင်းစရာလက်နက်အများကြီးကျန်သေးရဲ့လို့ပြောလိုက်ပါတယ်။အဲ့နောက်ကားအစ်နဲ့ចောင်းတက်ပြီးចောင်းအုပ်ကြီးရဲ့ပါကင်မှာကားရဲမိရဲ့အတွက်ခေါ်ယူတတိပေးခံရပါတယ်။ Proc ရဲ့အကိုတွေအမတ်တွေတောင်တရုတ်မှာចောင်းကောင်းကောင်းတက်နိုင်ကြပြီးမိုးရှိရေးအတွက်ဘလုံငွေရှာပြီးရက်တီမှာလဲလို့ဆုံးမတဲ့အခါမဲ့ပြုံးလိုက်ပါတယ်။တကြောင်လုံးကားတစ်နဲ့ចောင်းတက်လာသူမို့ပေါ်ပြူလာဖြစ်နေတဲ့တော့ကသူ့ကားကိုစီးခွင့်ရသူဟာကောင်မလေးဖြစ်သူလင်းသာဖြစ်ရမယ်လို့ပြောကလင်းစားခြင်းနဲ့တရုတ်တန်းကမုံလိုက်ဝယ်ကြွေးရင်းတလန်းမောင်းကိုပြောင်းပြန်မောင်းကအိမ်ပြန်လာခဲ့ပါတယ်။မိဘတွေကဂိမ်းဆက်တွေပဲဝယ်ယူထားတဲ့တော့ကိုအနာဂတ်မှာပွဲလေးတစ်ခုမှမရရင်ရင်လေးရမှာမို့ဘာအာမခံချက်မှမရှိတဲ့ဂိမ်းကိုဆက်မလုပ်ရန်ဆုံးမသွားပါတယ်။မိဘစကားနားထောင်တော့မယ်လို့ဆုံးဖြတ်ကာဖုန်တက်နေတဲ့ကျောင်းစာအုပ်ကိုယူလိုက်ကမောက်စပတ်အနေနဲ့သုံးကြကဂိမ်းစော်နေလိုက်ပါတယ်။ဒီလိုနဲ့လအနေငယ်ကြာလာတဲ့အခါတက္ကသိုလ်ဝန်ထမ်းစာမေးပွဲအောင်စည်ရင်းမှာသူ့နာမည်ပြောက်နေပေမဲ့ဂိမ်းကိုသာအာယုံစိုက်နေပါတယ်။အဲ့ဒီနောက်ပိုင်း PlayStation 2စက်ကိုဘတ်နှစ်တောင်းခွဲနဲ့ဝယ်ယူကအိမ်ပြန်လာတော့ဂိမ်းပဲအာယုံစိုက်နေတဲ့တော့ကိုမိဘတွေကစူပူလာပါတယ်။ကိုပိုင်ဝင်ငွေရှိလာတဲ့တော့ကလည်းသူ့နာဂတ်အတွက်မိဘတွေကစိတ်ပူပေးနေစရာမလိုပဲကိုပိုင်ငွေနဲ့ဖြည့်ရှင်းနိုင်ကြောင်းထုတ်ပြောလာပါတယ်။သူတက်ချင်တဲ့တက္ကသိုလ်ရဲ့အသုံးစရိတ်အားလုံးကိုကိုပိုင်ငွေနဲ့ဖြည့်ရှင်းဖို့လုပ်လိုက်ပေမဲ့ကန်ဆိုးကျင်တော့စီးပွားဖြစ်လုပ်နေတဲ့ဂိမ်းအကောင့်အဖြတ်ခံလိုက်ရပါတယ်။အဲ့ဒါနဲ့ဂိမ်းဆက်ဝယ်ခဲ့တဲ့ဆိုင်ကိုပြန်သွားက DVD အခွေနဲ့ရုပ်ရှင်ကြည့်လို့ရတဲ့ဆက်အများပြားဝယ်ယူခဲ့ပါတယ်။စိတ်ရှည်လက်ရှိနားထောင်နေတဲ့ဘန်ယာရှိကတော့ရဲ့ရည်ရွယ်ချက်က DVD စက်ရုံထောင်ဖို့လာမေးတော့ဇလန်းကအခုမှစယုံရှိသေးတယ်လို့ဆိုပါတယ်။သူဝယ်လာတဲ့ DVD ဆက်တွေဘယ်လိုသုံးပြီးပြန်ရောင်းချရင်အမျက်ဘယ်လောက်ရမယ်ဆိုတာကိုမိဘတွေစီတရုပ်ပြတဲ့အခါဆက်အားလုံးကရုပ်ပြဲပျက်စီးနေပါတယ်။ဒါနဲ့ဆိုင်ကိုပြန်လဲပေးဖို့သွားပြောတော့လဲဝယ်ပြီးပစ္စည်းပြန်လဲမပေးကြောင်းတော့ဝယ်ထားတဲ့ DVD ပစ္စည်းဟာတစ်ခါသုံးဖြစ်နေတာကြောင့်အာမခံချက်မရှိကြောင်းပြောပြပါတယ်။သူလိန်ခံရပြီဆိုပြီးဒေါသတကြီးပောက်ကွဲလိုက်တာဆိုင်ရဲ့မှန်ပါကွဲသွားလို့ဆိုင်ရှင်လက်ကခွေးပြေးဝက်ပြေးပြေးလာခဲ့ရပါတယ်။ဘာမှသုံးစားမရတဲ့ DVD ဆက်တွေပြန်တယ်လာရင်လမ်းလျှောက်ပြန်လာတဲ့ဖခင်ကိုကားကြုံခေါ်တင်လာတဲ့အခါပစ္စည်းအယောင်းဝယ်နဲ့စီးပွားရှာရတဲ့အလုပ်ကဂိမ်းထဲကအိုက်တန်ရောင်းတယ်လို့ရိုးရှင်းမှုမရှိတာမို့ပထမဆုံးအမားနဲ့တင်သင်ခန်းစာယူရန်ဖြောင်းဖြကာတားဖြစ်သူចောင်းစရိတ်ကိုထုတ်ပေးပါတယ်။လူငယ်ပီပီမိမိကိုလုံနိုင်စွမ်းအပြည့်ရှိသူတယောက်အဖြစ်ယုံကြည်မာနရှိနေသူတော့ကတော့ဖခင်ရဲ့ပိုက်ဆံတွေကိုပါညှဉ်းဆန်လိုက်ပါတယ်။ဒါပေမဲ့သူတက္ကသိုလ်တက်ခဲ့တယ်ဆိုတာကြောင့်ဇလန်းနာထောင်နေတဲ့ဘန်ယာရှိကဖခင်ပိုက်ဆံယူခဲ့တာလားလို့မေးလိုက်ပါတယ်။အိမ်ထဲကအဆောင်တစ်ခုကိုခိုးယူပြီးဈေးထဲကဆိုင်တစ်ဆိုင်မှာဘတ်တသိန်းနဲ့အပေါင်ထားလိုက်တာကသူ့ဘဝရဲ့ပထမဆုံးအကျွေးတင်ခြင်းလို့ပြောပြလိုက်ပါတယ်။ကျောင်းတက်နေရပေမဲ့စာလဲမတင်နိုင်သူများပြောသလိုလဲမပြောနိုင်နဲ့ပရော့ခေါင်းထဲမှာသူ့အဖေရဲ့အဆောင်ပြဿနာကြီးဆိုးနေပါတယ်စိတ်ပြေလက်ပြောက်ပြဆက်အတွက်အစမ်းကျင့်နေသူလင်းရှိရာထံလိုက်သွားပြီးမုံတူစားဖို့ခေါ်ပေမဲ့မအားဘူးဆိုတဲ့လင်းကြောင့်တယောက်တည်းထွက်လာပါတယ်စားတောက်ကုန်စည်းပြပွဲတစ်ခုမှာအလကားစားလို့ရတဲ့မုံတွေလိုက်စားရင်းအလိုရောက်လော်ပေးနိုင်တဲ့တစ်ဧဒီလော်ဆက်ကြီးဝယ်ချလာပါတယ်အိမ်ပြန်ရောက်ရတော့သူပင်ပန်းလော်စရာမလိုတော့တဲ့စီးပွားရေးလုပ်တော့မယ်လို့ဝင်းကြွားစွာပြောဆိုလိုက်ပါတယ်ဈေးထဲမှာတစ်လုံးကိုဘတ်3000နဲ့လိုတလောက်ဝယ်လို့ရနေတဲ့ဆက်ကိုဘတ်9သိန်းတန်နဲ့အကြောင်းနဲ့တစ်လ9000နဲ့ငားရမ်းလာတဲ့အတွက်ဖခင်ဖြစ်သူစိတ်ပြတ်သွားပါတယ်မိခင်ဖြစ်သူကတော့စိတ်မပြတ်ဖို့နဲ့သူမအိမ်မက်အရာကွန်ရင်မယ်တော်ကြီးကအနက်ရောင်ပစ္စည်းလေးတစ်ခုလာပေးရဆိုတာကြောင့်
နမိတ်ကောင်းလောက်တယ်လို့သာဖြောင်းဖြလိုက်ပါတယ်။အဲ့ညမှာပဲတော့တယောက်သူ့မိခင်အိမ်မက်အတိုင်းကွယ်ရင်မေရော်ကြီးထံကပစ္စည်းလေးတစ်ခုလာရောက်ပေးသွားတယ်ဆိုတဲ့အိမ်မက်မပါတယ်ငွေရဖို့သာခေါင်းထဲရောက်ရတဲ့တော့ကစာတင်ချိန်တွေတောင်အတန်းမတက်တော့ပဲသူ့ရဲ့တစ်ဧသီးကိုအကောင်းမွန်ဆုံးနဲ့ရောင်းချနိုင်ဖို့ကွင်းစင်ရင်တစ်ခုချင်းစီလေးလာပါတယ်တစ်ဧသီးလက်မလက်စစ်ဆေးဖို့လှော်တဲ့ခါမွေးနေဖို့ဘယ်ຢာတွေထည့်ရမလဲလေးလာကလက်တွေ့ပြန်လုပ်ကြည့်တဲ့အခါအပူလွန်ပြီးပေါက်ထွက်လာတဲ့တစ်ဧသီးအချို့ကိုဦးလေးဖြစ်သူကြွေးကြည့်တဲ့အခါရှုံမဲ့သွားပါတယ်နောက်တစ်ချိန်မှာတော့မိခင်ဖြစ်သူကစားကောင်းကြောင်ထောက်ခံတယ်လို့ဖခင်အလုစားပွဲမှာပါဣတဲ့အထိအရသာကောင်းကြောင်ပြောလာပါတယ်ဒါနဲ့ပဲသူထေးလေးလို့အတိတ်ပဲရတဲ့ရော့ရဲ့အမီနဲ့တစ်ဧသီးရောင်းချဖို့ကုန်းတိုက်တစ်ခုမှာနေရာရေးချယ်လိုက်ပါတယ်ဦးလေးဖြစ်သူနဲ့ဆိုင်စာဖွင့်ရင်သူ့မိထဲပေးလိုက်တဲ့ကွမ်ရင်မဲတော်ရုပ်တုကြောင့်သူ့လုပ်ငန်းအဆင်ပြေမဲ့ယုံကြည်သွားပါတယ်ဒါပေမဲ့တစ်နေ့လုံးမှတပူးစာတော်မရောင်းရတဲ့အတွက်ဦးလေးဖြစ်သူကိုဘေးကအမျိုးသမီးလိုအော်ဟစ်ရောင်းချဖို့ပြောရင်းဝယ်သူစိတ်ဝင်စားအောင်စူးစမ်းပါတယ်အမြဲလေးလာနေတဲ့တော့ဟာဈေးတဲကဘောင်းဘီရောင်းနေတဲ့ဈေးတီရက်သုံးထည်ဝယ်တစ်ထည်လက်ဆောင်စကားကြောင့်သူ့အလုပ်မှာလက်ဆောင်ပေးဖို့လိုချောင်းရေးမှတ်လိုက်ပါတယ်အခြားတစ်ဖက်ကအပြိုင်ဆိုင်ရောင်းနေတဲ့ဈေးတီတွေကြည့်ပြီးဈေးလျော့ရောင်းရမယ်ဆိုတာကိုလည်းမှတ်ထားလိုက်ပါတယ်ဝင်ငွေမရှိရဲပြဆက်လုပ်နေတဲ့လင်းကိုအားမလို့အားမရဖြစ်ကအပြစ်တင်နေစဉ်ဦးလေးဖြစ်သူဖုံးခေါ်လာလို့သူဖင်ကုန်းအော်ရောင်းနေပေမဲ့အခုထိဈေးဦးမပေါက်သေးကြောင်းပြောလာပါတယ်စိတ်တက်ကြပြီးဘာဆက်လုပ်ရမလဲမသိချိန်သူ့နောက်မှာပိုနေရဲ့ငွေကြွေတွေကိုပရဟိတအသင်းအတွက်အလူခံနေတာကိုတွေးလို့အလူငွေဆိုတာရေးမှတ်လိုက်ပြီးပရဟိတအသင်းတွေငွေရှာတာလွယ်သားပဲလို့လင်းကိုပြောလိုက်ပါတယ်တန့်စင်ခန်းကပြန်ထွက်လာတဲ့လူတွေကိုအလူခံဖို့နေရာကောင်းရထားတာပဲဆိုတဲ့စကားနဲ့အတူအလူငွေဆိုတာကိုဖျက်လိုက်ပြီးနေရာလို့ရေးမှတ်လိုက်ပါတယ်အဲ့ဒါနဲ့ကုံတိုက်ကိုပြန်သွားကအတွင်းကသူ့ဆိုင်ကိုနေရာကောင်းရနိုင်ဖို့ပြင်ဆင်ပါတယ်ဒါပေမဲ့နေရာတဲ့အတွက်ငါခပတ်နှစ်တောင်းရေးထောင်ပေးလိုက်ရပေမဲ့လူဝင်ထွက်တောင်မရှိလို့စိတ်မကောင်းဖြစ်နေရပြန်ပါတယ်စာမေးပွဲဖြေချိန်မှာတောင်းရဲ့တွေးကြောင့်ခေါင်းကိုက်နေရစဉ်သူ့ဖုန်းကအချိန်ချင်းဝင်လာပါတယ်အခန်းဆောင်ဆရာမကိုဖုန်းပြောခွင့်ရှိမလားဆိုတော့ဖုန်းကင်ရင်ခိုးချတယ်လို့သတ်မှတ်မယ်ပြောတာကြောင့်ကြာစဉ်းစားမနေတော့ပဲအခန်းထဲကထွက်သွားပါတယ်ဝင်လာတဲ့ဖုန်းကသူ့ဦးလေးထံကဖြစ်ပြီးဈေးရမ်းရောင်းနေရလို့တစ်ဧသီးလာဖို့ရံမာတဲ့အတွက်သွားဖို့ရပါတယ်ပထမဆုံးအဖြစ်အရန်ရောင်းကောင်းနေတဲ့အတွက်တလကိုပတန်း1200ဝင်ငွေရှိလာမဲ့ဆိုင်ခွဲ10ဆိုင်ထပ်ဖွင့်ရအောင်လို့တိုင်ပင်ပါတယ်စာမေးပွဲမဖြေပဲတစ်ဧသီးဆိုင်ခွဲတွေအတွက်သာလုံးပန်းနေရတဲ့တော့ထန်ရေးစားဖြစ်သူလင်းရောက်လာပြီးကျောင်းပြန်တက်ဖို့လာရောက်ဖြောင်းဖြတ်ပါတယ်အလုပ်ကိုပဲအားစိုက်ထားတဲ့တော့ဒီနေ့တော့သူ့ရဲ့တစ်ဧသီးဆက်ကမိခိုးငွေတွေကြောင့်မျက်နှာကျက်တွေချက်ခိုးရိုက်ကုန်တဲ့အတွက်အမေဖြစ်သူနဲ့ညဘက်ကြီးလာရောက်ပြင်ဆင်ပေးရပါတယ်တစ်ဖက်မှာလည်းမိဘတွေရဲ့အကျွေးတွေကြောင့်အကိုအမတွေရှိတဲ့တရုတ်ကိုပြောင်းရတော့မှာဖြစ်ကြောင်းအခုမှသိလိုက်ရပါတယ်ဒါပေမဲ့ passport လုပ်နေရင်သူဒီကနေပဲကိုမှမသွားပဲကြောင်းပြီးအောင်ပညာတင်မယ်လို့ကတိပေးကတရုတ်ပြည်ကိုလိုက်မသွားခဲ့ပါဘူးငွေရှာဖို့အတွက်သာအာယုံစိုက်နေစေတော့ရဲ့ဆိုင်ခွဲအားလုံးကိုကုံတိုက်ကလက်မခံတော့ပဲမောင်းထုတ်လိုက်တဲ့အပြင်ငွေတို့မဆက်နိုင်တဲ့အိမ်ကိုလည်းဘဏ်ကချိတ်ပိတ်သွားခဲ့ပါတယ်ရေးစားဖြစ်သူလင်းဟာအဆက်အသွယ်မလုပ်ဘဲဖျက်ထားတဲ့တော့ကိုဒေါသတကြီးရန်ရှာခဲ့ပေမဲ့သူခံစားနေရတဲ့ဖိအားတွေကြောင့်အားငယ်စွာဖတ်ငိုလိုက်ပါတယ်အမျိုးမျိုးဖြောင်းဖြနေတဲ့လင်းရဲ့စကားတွေကိုနားမဝင်တဲ့တော့ဟာသူ့ရည်စားကြွေးတဲ့ရည်ညိကျော်ရောင်းရံပြင်ဆင်ပြန်ပါတယ်နားထောင်နေတဲ့ဗန်ယာရှိကိုယ်တိုင်မင်းရတာကိုပါရောင်းနေဆိုတော့ငါထမင်းသွားစားတော့မယ်ဆိုပြီးပြောလာပါတယ်အစပိုင်းမှာရည်ညိတွေကိုကုန်တယ်စီကဝယ်ယူခဲ့ပေမဲ့တစ်ပတ်အတွင်းရောင်းမကုန်ခင်တိုးသွားတဲ့အတွက်သူကိုယ်တိုင်စမ်းကြော်ခဲ့တယ်လို့ပြောကသူ့ရဲ့လက်ကစီးပေါက်ထားတဲ့ဒဏ်ရာပြလိုက်ပါတယ်အလွယ်တကူတိုးသွားတဲ့ပြဿနာကိုတော့ကဆက်ဆက်တက္ကသိုလ်ရဲ့အစားတောင်းတဲ့ထုတ်ပိုးမှုဌာနထံသွားကသူ့ဇလန်းအဆက်ဆုံးပြောပြကဖြည့်ရှင်းခဲ့တယ်လို့ဆိုပါတယ်ရည်ညိကျော်သုံးငယ်စီကအောက်ဆီဂျင်နဲ့ကြက်ပြူတဲ့အခါစီအောက်စော်နံပြီးတိုးသွားတတ်တာမှုဖြည့်ရှင်းနေကလေဟာနယ်ကိုခြံပြီးအောက်ဆီဂျင်ဖယ်ထုတ်ကကြောထားတဲ့ရည်ညိကိုကျွတ်ရွနေစေဖို့နိုက်ထရိုဂျင်ထည့်ပေးရတယ်လို့ပြောပြပါတယ်ဒီလိုဆိုရင်ကျွတ်ရွနေတဲ့အကြောဟာပုံစံမပြတ်တာရှိအထားခံနေဆိုတာကြောင့်ထိုဆက်ကိုဝယ်ယူရန်တစ်ဧသီးဆက်အားလုံးရောင်းပစ်လိုက်ပါတယ်ဖာသေးလေးတစ်ဖာကိုဘတ်တထောင်ခန့်ပေးဝယ်ရတဲ့ရည်ညိကိုဦးလေးဖြစ်သူကကူညီပေးရင်းကြော်နေမသိလို့စမ်းသက်ရာကဘတ်တသိန်းဖိုးလုံးဆုံးရှုံးသွားတဲ့အတွက်သူဆွဲမြဲမြဲစော့ခဲ့ဘူးတဲ့ဂိမ်းဆက်အားလုံးရောင်းလိုက်ရပြန်ပါတယ်ဒါနဲ့ဆိုဘတ်6000စာလောက်ထပ်ဝယ်လို့ရအောင်မယ်ဆိုပေမဲ့ဦးလေးဖြစ်သူကသူ့ကြောင့်အဆုံးရှုံးများသွားတဲ့အတွက်ရည်ညိကျော်ဖို့ကိစ္စကိုတာဝန်မယူတော့ဘူးလို့ပြောလိုက်ပါတယ်တော့ကတော့အောင်မြင်မဲ့စီးပွားရေးတစ်ခုဟာမျှော်လင့်ထားတာထက်ပိုဖြုံးတင်ကြောင်းအရှုံးမပေးဖို့အားပေးလိုက်ပါတယ်လင်းကတော့ဒီနေ့စာမေးပွဲဝင်ခွင့်အတွက်ရှောက်လွှာတင်ရမယ့်ရက်ကိုတတိလန်းပေးကဖောင်တင်ခိုင်းလိုက်ပါတယ်အိမ်ပြန်ရောက်လာတော့သူ့အတွက်ဆက်စရာလုပ်ပေးနေတဲ့ဦးလေးဖြစ်သူဟာရေချိုးခန်းဘေးမှာမတော်တဆလဲကျရင်တတိမိနေတာတွေ့လိုက်လို့စေးခန်းအရေးပေါ်ပို့လိုက်ရပါတယ်ဒီလိုနဲ့သူကိုယ်တိုင်ရည်ညိကျော်ရမယ့်အလှည့်ရောက်လာခဲ့ပြီးထက်ဝယ်ခဲ့တဲ့ပတ်6000စာဖို့တခု4000စင်မပြေခဲ့ပေမဲ့အောက်ကျနေတဲ့အထုပ်ယူကျော်လိုက်တဲ့အခါသူစားဘူးတဲ့အရသာအတိုင်းဖြစ်နေပါတယ်ဈေးကွက်ဝင်တဲ့ရည်ညိကျော်ရဖို့အဖြေရှာရင်းသူ့ဦးလေးမတော်တဆဖြစ်ခဲ့တဲ့နေ့ကကြက်ကြံခဲ့တဲ့ရည်ညိကြောင့်
အဖြေရှာရသွားပါတယ်ဒါကြောင့်နောက်နေ့မှာပဲဦးလေးဖြစ်သူကိုရေညှိကျော်မြည်ခိုင်းလိုက်ပြီးဈေးကွက်ဝင်တဲ့ရေညှိကျော်ကိုစရောင်းနိုင်ခဲ့ပါတယ်။တော့ရဲ့ရီမန်းချက်ကတော့တစ်နှစ်အတွင်းဘတ်တသန်းဝင်ရမယ်လို့ရီမန်းထားလိုက်ကဒီပုံစံအတိုင်းဆိုအဆင်ပြေလောက်တဲ့တွေးနေချိန်ဖုံးဝင်လာပါတယ်။တရုတ်ပြည်ကအမေဖြစ်သူကတော့ရဲ့မွေးနေ့ကိုတတိလန်းပေးရင်းဖခင်ဖြစ်သူကလည်းကျောင်းသေးချာတက်ပြီးရင်တရုတ်ပြည်လာနေဖို့စီစဉ်ပေးမယ်လို့ပြောလိုက်ပါတယ်။တော့ကလည်းဝမ်းရေးဖြည့်ရှင်းဖို့အလုပ်ရနေပြီမို့တင်နေရဲ့အကျွေးအောင်ပြောပါသူရအောင်ဆက်မယ်လို့မေးကြည့်တော့ဘတ်တန်း40လို့ပြောလိုက်လို့စုံသွားပါတယ်။ဒုက္ခ16000ကြားကသူ့ရဲ့ရေညှိအဆင်ပြေလာတော့ရှိသေးအကျွေးတွေကြောင့်အိမ်ကိုဘန်းပိုင်သိမ်းသွားပြီမို့အိမ်ကပစ္စည်းတွေကြည်ရင်ရပောင်းများစွာအိမ်မရတဲ့သူ့ဖေရဲ့အိတ်ဆေးတွေကိုတွေးလိုက်ရပါတယ်။ချမ်းသာလာမယ်လို့ယုံကြည်ရင်ချမ်းသာလာမယ်အောင်မြင်မယ်လို့ယုံကြည်ရင်အောင်မြင်လာမယ်ဆိုရဲ့အကြောင်းတုံးကသူအတန်သွင်းခဲ့တဲ့ဟာကိုပြန်နှားထောင်ရင်ဆက်ကတက်ခဲကုံသွားလို့7-11မှာတက်ခဲဝယ်ရင်မြို့ပြနေဗျူဟာဆိုတာဒေတာအတွင်းမှာရှိတဲ့စီးပွားရေးလက်တွဲဖက်နဲ့ဆက်ဆံမှုတစ်ခုပြိုးထောင်မှုဆိုတာကိုတေချာနားဆိုင်ထောင်လိုက်ပါတယ်။မိမိစီးပွားရေးအတွက်ဒေတာတွင်းမှာရှိတဲ့ဈေးဝယ်သူဖြစ်မှကိုဘေးမှာအမြဲရှိနေတယ်ဆိုတာကြောင့်လွယ်လွယ်လေးဝယ်လို့ရတဲ့7-11ဆိုင်ထဲပြေးဝင်သွားပါတယ်။သူ့ပစ္စည်းတနိုင်ငံလုံးဖြန့်ဝေနိုင်ဖို့အတွက်ဆိုင်ရဲ့တာဝန်ရှိသူထမ်းဆက်သွယ်ကလိုအပ်တာတွေပြင်ဆင်ပြီး7-11ဌာနချုပ်ကိုတွားခဲ့ပါတယ်။ဘေးကလူရဲ့ပစ္စည်းမိတ်ဆက်ပုံအတိုင်းတန့်စင်ခန်းထဲဝင်ပြီးတေချာလေးကျင့်ပါတယ်။မနက်9 နာရီချိန်ထားတယ်ဆိုပေမဲ့ကောင်တာမှာစရင်မပေးထားမိတဲ့အတွက်ကမောက်ကမတွေဖြစ်ပြီးထိုင်ဆောင်နေလိုက်ရပါတယ်။3 နာရီလောက်ကြာတဲ့အခါမှာတော့ရုံးခန်းထဲကတာဝန်ရှိသူတယောက်ထွက်လာပြီးပစ္စည်းထားခဲ့ပါသူမှပြန်ဆက်သွယ်မယ်ဆိုပေမဲ့အချိန်30မိနစ်ပဲပေးပါသူ့ပစ္စည်းအကြောင်းရှင်းပြပါရစေလို့ပြောလိုက်ပါတယ်။ပစ္စည်းမပြဘဲပြောနေတာမို့ပစ္စည်းတောင်းယူကြည့်တဲ့အခါထုတ်ပိုးမှုပုံစံနဲ့ဘတ်80ဆိုတဲ့ဈေးနှုန်းကြောင့်သူတို့ဆိုင်မှာတင်ဖို့ခက်ခဲတယ်လို့ဆိုကာညှင်းလွတ်လိုက်ပါတယ်။အစင်မပြေမှုများစွာနဲ့အိမ်ထိလိုက်လာတဲ့လင်းနဲ့ပြဿနာတက်ကသူ့အပေါ်အမြဲစိုးရိမ်လေးရှိတဲ့လင်းကိုထပ်မတွေ့ဖို့မောင်းထုတ်လိုက်ပါတယ်။အကျွေးပတ်လည်းဝိုင်းပြီးမျောလင်းချက်မဲ့နေတဲ့သူ့အတွက်အချစ်ခရီးလန်းဟာတာယာနိုင်မှာမဟုတ်တာကြောင့်ရင်နာနာနဲ့တွန်းထုတ်လိုက်ရပေမဲ့လင်းကိုသူလက်မလွတ်နိုင်ကြောင်းဦးလေးဖြစ်သူကိုသူရင်ဖွင့်ခဲ့ပါတယ်။နောက်တစ်ရက်မှာတော့သူ့ရဲ့ရေညှိကိုထုတ်ပိုးဖို့မုံမျိုးစုံဝယ်လာပြီးဒီဇိုင်းဆွဲခိုင်းပါတယ်။အိတ်ခွန်ကိုလူစိတ်ဝင်စားအောင်ကေပေါ့အထာနဲ့ထိုင်ဝမ်အဆိုတော်ပုံထည့်မယ်ပြောတဲ့အခါဦးကြောင်ကြောင်နိုင်လာတဲ့ဒီဇိုင်းကိုဆိုင်ရှင်ကအားမပေးဘဲငကိုသူရေးထားတဲ့နမီရော့ခေနွိုင်းဆိုတာကိုဘဲ3ရန်အကြံပြုပါတယ်ဒီလိုနဲ့ကြည့်လို့လှတဲ့ထုတ်ပိုးမှုပုံစံနဲ့အတူ7-11ထန်ထက်သွားခဲ့ပါတယ်မုံထုတ်ရဲ့ဒီဇိုင်းကိုဒီမနက်မှပြီးလာတဲ့အတွက်ကြိုတင်ရက်ချင်းမယူထားပြန်တာကြောင့်စောင့်နေရပြန်ပါတယ်တနေကုန်အစည်းအဝေးရှိနေလို့မအားဘူးဆိုတဲ့မစ်ဖူးကိုထိုင်ဆောင်နေရင်4 နာရီလောက်ကြာမှာအခန်းထဲမှာမြင်နေရပေမဲ့သူကိုမတွေ့လို့ကြောင်းနားလည်လာပြီးမို့ဘာအစည်းအဝေးမှမရှိဘူးမလားလို့ပြောကာထပ်ပြန်လာခဲ့ပါတယ်ပါလာတဲ့မုံတွေကိုလည်းတက်လေကားဝန်ထမ်းစီအကုန်ပေးလိုက်ပါတယ်တာဝန်ရှိမစ်ဖူးကအလုပ်ပါတဲ့အချိန်ရော့ကိုတွေးဖို့ထွက်လာပေမဲ့တော့ကတော့စိတ်ပြက်စွာနဲ့လမ်းမပေါ်ရောက်နေပြီဖြစ်ပါတယ်အကျွေးတင်နေတဲ့မိဘကိုပြန်ခေါ်လို့စိတ်သူ့အိမ်မက်ကိုအကောင့်ထဲဖော်လို့စိတ်ကြောင့်အားကုန်သုံးစူးစမ်းခဲ့ပေမဲ့ရိုက်ချခံလိုက်ရတယ်လို့ဖြစ်နေပါတယ်တက်လေကားစီးနေတဲ့7-11ဝန်ထမ်းဟာတော့ထားခဲ့တဲ့ရေညှိထုတ်ကိုမြင်ပြီးနိုင်တလောက်ယူကာကောင်တာကမိန်းကလေးကိုလည်းပေးသူလဲမိစမ်းကြည့်ရင်ကောင်းမွန်တဲ့အရသာကြောင့်အခြားလူတွေကိုပါလိုက်ကြွေးပါတယ်ရုံးစင်းချိန်ရောက်လာတဲ့မစ်ဖူးကလည်းတက်လေကားမှာတွေ့လိုက်ရတဲ့ရေညှိထုတ်ကြောင့်အသက်အငယ်ဆုံးစီးပွားရေးပညာရှင်ဖြစ်တဲ့တော့ကိုခေါ်ယူတွေ့ဆုံပါတယ်နောက်လို့ရမယ့်အလုပ်ကတော့ရဲ့ရေညှိထုတ်တွေကို7-11ဆိုင်ခွဲ3000ကျော်မှတင်သွင်းရမှာဖြစ်လို့အထုပ်ပေါင်း92,000ပြင်ဆင်ထားဖို့လိုပါတယ်ပြီးတော့ရဲ့ပစ္စည်းထုတ်လုပ်တဲ့စက်ရုံဟာစားသုံးသူအတွက်ကျန်းမာရေးနဲ့ညီညွတ်မှုရှိမရှိကောင်းမွန်စွာထုတ်ပိုးမှုရှိမရှိစစ်ဆေးမယ်ဆိုတာကြောင့်19နှစ်သားဟာစက်ရုံတည်ဆောက်ဖို့ဘတ်30တန်းလာချေးနေတာဖြစ်ပါတယ်။ဘဏ်အရာရှိနေနဲ့ရဲ့စူးစမ်းမှုကိုအလေးနဲ့အတိမတ်ပြုတော်လဲတန်း40အကျွေးတင်နေတဲ့19နှစ်ရွယ်ចောင်းသားတစ်ယောက်ကိုငွေထုတ်ချေးခွင့်မရှိဘူးလို့တောင်းပန်လိုက်ပါတယ်။နောက်ဆုံးစိတ်ခွန်အားမျှော်လင့်ချက်နဲ့အားတင်ထားရတဲ့တော့ဟာထပ်မံကြရှုံးခဲ့ရပြန်တဲ့အတွက်စိတ်လို့လက်လို့ပောက်ကွဲခဲ့ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့သူ့အတွက်မိဘတွေအကြံပေးသလိုပတ်စပို့လုံနောက်ဆုံးပိုင်ဆိုင်မှုဖြစ်တဲ့ကားကိုရတဲ့ဈေးနဲ့ရောင်းကာတရုတ်ပြည်လိုက်သွားဖို့ပြင်ရပါတော့တယ်။မသွားခင်သူ့ဘက်တသိန်းနဲ့ပေါင်ခဲ့တဲ့ဖခင်ရဲ့အဆောင်ပြန်ရွေးဖို့စူးစမ်းပေမဲ့အခုချိန်ငွေဈေးအရဘတ်3-4တန်းတန်နေတဲ့အတွက်ဆိုင်ရှင်ပြန်မပေးတဲ့အတွက်စိတ်နာနာနဲ့လှည့်ပြန်ခဲ့ရပါတယ်။လွယ်လွယ်နဲ့လက်မလျော့တက်သူပြီးဘန်ရာရှိရဲ့အတိပေးမှုကြောင့်သူ့အဖေပိုင်ဆိုင်မှုတွေကကိုထောင်ကိုစက်ရုံဖြစ်ပြောင်းကသူ့အိမ်မက်အတိုင်းဆက်လုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။သို့ပေမဲ့ပြင်ဆင်စရိတ်တင်ဘတ်တန်းကြမယ်ဆိုတဲ့အတွက်စရန်ငွေတစ်ဝက်ပေးချေလိုက်ကနောက်ဆုံးမျှော်လင့်ချက်ကိုထပ်မံအကောင့်ထဲပေါ်လိုက်ပါတယ်။ကုန်ကျန်းတယ်ပြီးယထာစီရန်စောင့်နေစဉ်သူ့ရဲ့အချစ်ဦးလေးကိုတော့အခြားတစ်ယောက်နဲ့ပျော်နေတာကိုတွေ့လိုက်ရပါတယ်။အဆက်ဆက်အရာရှုံးနေပြီးသားမို့ထွေထွေထူးထူးခံစားမနေတော့ဘဲဆက်လက်အာယုံစိုက်ဖို့ပဲလှုပ်လိုက်ပါတယ်။ဒီလိုနဲ့အားလုံးအဆင်သင့်ဖြစ်တာနဲ့မစ်ဖူးထန်လိပ်စာပို့ပေးလိုက်ပါတယ်
နောက်တစ်နေ့မှာတော့ 7-Eleven ရဲ့စစ်ဆေးရေးအဖွဲ့ရောက်လာပါတယ်။ဦးလေးဖြစ်သူကသူ့အတွေ့အကြုံရလက်ထိုးဖို့အကြံပေးရင်းစာအိတ်တစ်အိတ်ကိုပေးလိုက်ပါတယ်။တစ်လအတွင်းပြင်ဆင်ထားတဲ့စက်ရုံဟာဆေးတောင်ကောင်းကောင်းမချောက်သေးပဲအကာအကွယ်မတက်ရသေးတဲ့မီးချောင်းတွေကကျလာမဲ့အမုန်းတွေကြောင့်သတ်မှတ်စံနှုန်းနဲ့မညီသေးဘူးလို့ဆိုပါတယ်။ မစ္စဖူးရဲ့ပုခုံးပေါ်လာနားနေတဲ့ရင်ကောင်မတိမတာမောင်းထုတ်လိုက်ရင်းသူ့ဝန်ထမ်းကိုမီးချောင်းအုပ်ဖို့ပြောလိုက်ပါတယ်။ဒီအလုပ်ကသူ့ရဲ့နောက်ဆုံးအကြိမ်ဖြစ်လို့အဖြေဒီနေ့သိရမှာလားမေးကြည့်တဲ့အခါရော့အနေနဲ့အစားတောက်တန့်ရှင်းအောင်ဆောင်ရွက်ရမှာဖြစ်ပြီးလက်ဆေးပေစင်ကိုလည်းခြေနှင်းဖြစ်ပြောင်းမှလက်နဲ့ဖွင့်လိုက်ပိတ်လိုက်လုပ်เสียရမလို့တဲ့အတွက်ပိုးမွားကင်းစင်မဲ့အသုံးပြုမဲ့စက်ပြာကအစပြောပြကအချိန်ယူဆုံးဖြတ်ပြီးရင်း passport တိပေးမယ်လို့မှာသွားပါတယ်။ဦးလေးဖြစ်သူကသူပြောသလိုလက်ထိုးဖို့စာအိတ်ထည့်ပေးပေမဲ့ပိုမျက်မုံးကျိုးစေမဲ့ကိစ္စရှောင်လိုက်ပါတယ်။စမ်းသပ်မှုအောင်မြင်သည်ဖြစ်စေကြာရှုံးသည်ဖြစ်စေအထုပ်90နှစ်ထောင်ပြဖို့ပြင်ဆင်လိုက်ကြပါတယ်။ဒီလိုနဲ့ Miss Pooh မှာသွားတဲ့အတိုင်းအားလုံးပြင်ဆင်ပြီးထုတ်ပိုးနေချိန်ဖက်ရောက်လာပါတယ်။မင်ကုန်နေတဲ့အတွက်အောက်ကစာကိုစက်ဖက်မရတာမို့ဦးလေးဖြစ်သူကနေတဲ့သွားဖက်ရန်ပြောလိုက်ပါတယ်။နောက်ဆုံးမျှော်လင့်ချက်ကိုပရော့ဟာနေရောင်အောက်မှာသူ့ရဲ့လမ်းစာရှာတွေ့သွားပါတယ်။ဒီနေ့ဟာ 7-Eleven ကိုထောင်ကိုသူ့ထုတ်ကုန်ပစ္စည်းတွေအကုန်အချိန်မီပို့ပေးရမယ့်အချိန်ဖြစ်ပါတယ်။ဂိမ်းအိုက်တန်တွေရောင်းရဲကသူနဲ့အတူအခုထိဆိုးအတူကောင်းဖက်အတူရှိလာခဲ့တဲ့ဦးလေးကိုပွေ့ဖက်ပြီးကျေးဇူးတင်တဲ့အကြောင်းပြောကပစ္စည်းအပြည့်တင်ထားတဲ့ကားနဲ့မနက်နေမထွက်ခင် 7-Eleven ကိုထောင်ကိုအရောက်သွားခဲ့ပါတယ်။လွယ်လွယ်နဲ့အောင်မြင်တတ်သူမဟုတ်လို့နောက်ကျနေတဲ့အချိန်တနာရီအတွက်ကိုထောင်ကြီးချက်သူကိုတောင်းပန်နေရပါတယ်။တနာစရာမျက်နှာနဲ့မို့လက်ခံပေးလိုက်ပြီးနှက်ခေါင်းကသွေးယိုနေတာကိုတုပ်ဖို့မှာလိုက်ပါတယ်။ဒီလိုနဲ့တော့ဆိုတဲ့လူငယ်ဟာအချိန်ချင်းခါခါစူးစမ်းလာရင်ပရော့ရဲ့ရေညှိကျော်အထုပ်တွေကိုမြို့ပြဗျူဟာ3နိုင်နဲ့ 7-Eleven နဲ့လက်တွဲနိုင်ခဲ့ပါတယ်။မိဘတွေစီဖုံးဆက်လိုက်ပြီးဝမ်းသာမျက်ရည်တွေနဲ့အိမ်ကိုပြန်လာဖို့ပြောလိုက်ပါတယ်။ 7-Eleven နဲ့လက်တွဲပြီးနှစ်ကြာတဲ့အခါပရော့အကျွေးဘက်တန်း40ပြန်ဆက်နိုင်ခဲ့ပြီးမိဘတွေကိုလည်းရခင်အိမ်မှာပြန်ထားနိုင်ခဲ့ပါတယ်။ဒီတစ်ခေါက်မှာတော့လုပ်ငန်းတိုးချဲ့ဖို့အတွက်ဘဏ်ရာရှိကတန်းရာနဲ့ချီထုတ်ချေးပေးနေဖြစ်ပါတယ်။ယခုချိန်တောက်ကေနွိုင်းဆိုတဲ့ရေညှိကျော်လုပ်ငန်းဟာအလုပ်သမား1500နဲ့ 7-Eleven ဆိုင်ခွဲပေါင်း6000ပြင်ကမ္ဘာနိုင်ငံပေါင်း29နိုင်ငံကိုလည်းတင်သွင်းနေပါတယ်ပြီးတော့ပရော့ကရေညှိကုန်ကျန်းအတွက်တောင်ကိုရီးယားနိုင်ငံမှာကိုပိုင်စိုက်ခင်းကိုပိုင်ဆိုင်ခဲ့ပြီးဖြစ်ပါတယ်။2010ခုနှစ်မှာရောင်းရငွေဘတ်တန်း1500ထိရရှိခဲ့ပါတယ်။ဇလန်အရာ2004ခုနှစ်တုန်းက19နှစ်သားလူငယ်တော့ဟာအခု2025မှာဆိုရင်တော့အသက်40ရှိနေပြီဖြစ်ပါတယ်။ဒီရေညှိအထုပ်လေးတွေဟာမိတ်ဆွေတို့နီးစပ်ရာဆိုင်မှာဝယ်စားကြည့်ရင်တော့ရဲ့ဘဝခရီးလမ်းကိုတွေ့ရမှာပါ။အသက်ငယ်ဆုံးစီးပွားရေးလုပ်ငန်းရှင်ပရော့ရဲ့စကားကတော့ဘယ်တော့အခါမှအရှုံးမပေးပါနဲ့အရှုံးပေးတာနဲ့အားလုံးရပ်တန့်သွားမှာဖြစ်ကြောင်းအသိပေးသွားပါတယ်။ဒီဇလန်လေးအရယနေ့ချိန်ထိရုန်းကန်နေကြတဲ့သူတွေအားလုံးကိုအရှုံးမပေးဘဲဆက်လက်စ조사ဖို့အားပေးလိုက်ပါတယ်။